ဒါသာထုတ်ပြီး3သိန်းနဲ့8000နဲ့4000ကုန်ကြသည်တွက်ပြမယ်နားထောင်ကျောင်းသား2ယောက်ကကျူချင်းက3သိန်းနဲ့10003သိန်းနဲ့1000မီတာက3000မဖြစ်မနေ Wi-Fi က3000စီရတလားသာ5ပိတ်သာ9000ပါကြနေဆန်က8000ဆန်8000ဟိုအောင်ကောင်ကြောင်းမှုကတလောက်9000ခွဲ6000ပဲရှိတယ်ကျန်တဲ့ကြက်သွန်ပြူတို့ကြက်သွန်နီးတို့စားအရှိုမုံတို့ဆက်ပြမုံတို့ဆိုင်ငယ်စီဘိုးတို့နှစ်လပိုင်းသုံးဖို့အတွက်4000ကျန်တယ်ကျန်တဲ့ဟင်းချက်စရာဘူးမပါဘူးနော်4000ကျန်တယ်လိုအပ်တဲ့စားဖို့တောက်ဖို့ကတော့နှစ်လပိုင်းလာတာတွေကနေပြီးမှကြိုတင်ထုတ်သုံးဒါပဲ